ဒီနေ့မှာတော့ကျွန်တော်ရဲ့ကား engine wine လဲမှာဖြစ်ပါတယ်လိုအပ်တဲ့ကျွန်တော် engine wine filter ခပတ်ကျိုးဟာရီတော့ကျွန်တော်ဝယ်ထားပြီးပေါ့အခုဒီကားကျွန်တော် engine wine စားလဲမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော် engine wine မလဲခင်မှာဒီကျွန်တော် engine ဆေးတဲ့ engine flat ဆိုတဲ့ဆေးကိုကျွန်တော်တစ်ခါတော့မသုံးပါဘူးဒါအခုမှစသုံးကြည့်မှာပေါ့နော်engine wine မလဲခင်မှာကားထဲကိုကျွန်တော်ဒီ engine flat ဆေးကိုကျွန်တော်ထည့်ပြီးတော့သူကမိနစ်20ခန့်နဲ့စက်ကိုနှိုးပေးထားမယ်ဆိုပြီးတော့သူအညွှန်းထဲမှာပါတယ်ပေါ့ဒါ engine တော့ဘာကောင်းလဲဆိုတော့သူက engine ထဲမှာရှိတဲ့ကြီးတွေနဲ့အညစ်ကြေးတွေကိုသူကတန့်စင်ပေးနိုင်တဲ့အနေထားမှာရှိတယ်ဆိုကျွန်တော်ဆန်းသုံးကြည့်ပါတယ်အားနဲ့ကျွန်တော်အကောင့်ထည့်ပြီးတော့သူကားမိနစ်20ခန့်ကျွန်တော်စက်ကိုနှိုးထားမှာဖြစ်ပါဟိုဒါကားဆက်နှိုးပြီပေါ့နော်အမိနစ်20ခန့်နေပြီးရင်တော့ဒါကျွန်တော် engine ကိုဖောက်ရှာမှာပါအဲ့တော့နေထားတော့ဘယ်လိုရှိမလဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်မယ်အခုဒါဆက်ကတော့နှိုးလာပြီအခုဒါကျွန်တော် engine wine ကျွန်တော်ဖောက်ရှာမှာပေါ့တခုရှိတာကျွန်တော်လည်းကိုယ့်ဘာကိုယ်မှစားလေးတာဆိုတော့နက်လိုတဲ့ green quad တွေကမရှိတော့ရှိရလေးနဲ့ပဲလုပ်ကြည့်တာမစင်မပြေဘူး